ဒီနေ့လည်းဖြစ်တဲ့လောက်ကတော့ကျွန်တော်တို့ညောင်းဖုံနေပေါ့နော်ကျွန်တော်ညောင်းဖုံနေပါတယ်ရေဆင်းဖို့အတွက်ဒီအပေါ်ကကျလာတဲ့မြေတွေဒီကျွန်တော်တို့ပြန်ပြီးတော့ဆယ်နေတာဟိုထိတ်ထိပြီးလို့ရှိရင်ဒါကျွန်တော်အိမ်ပြန်ပြီဟိုထိတ်ဒီအောင်ပေါ်ပြီးတာနဲ့ကျွန်တော်အိမ်ပြန်ပါပြီဟာကျွန်တော်ခုနပေါ်လာတဲ့ညောင်းပြီနော်ကိုတကူတပြားသာပါပဲဒီကိုတပြားသာပေါ်ပြီးရတယ်ပြီးတော့ပါဒီရှေ့ဆရာတူပေါ့ကျွန်တော်တော့နောက်ကနေဒီလိုက်တင်ပြီးတော့ဆရာတားကြီးအလောက်ကြီးအလုပ်တွေစူးစမ်းပြရမယ်အိတ်ရှင်လည်းအိတ်လိုက်ပါတော့ကိုတွေးနေ